အားလုံးပဲမင်္ဂလာပါရှင်ကီကီကျွန်တော်ကနေကြိုဆိုပါတယ်ရေပိုင်းပကံလေးတွေနော်အထူးချော်သေးလေးနဲ့တောင်းပေးနေပါတယ်ဒါလေးတွေဆိုရင်ပကံပြားလေးဒီမှာကြည့်ဒီလိုမျိုးလေးတွေအပြားလေးတွေနော်မုံလေးထဲထဲဘုံကြီးเจ้าကိုလူတာပဲဖြစ်ဖြစ်ကိုအိမ်သုံးတာပဲဖြစ်ဖြစ်ပေါ့နော်အတူမျိုးလေးထည့်တာပဲဖြစ်ဖြစ် best ဆုံးသုံးလို့ရပါတယ်နော်ဒီမှာဒါလေးတွေဆိုရင်ဒါလေးကအထူရောင်လေးပါဒါလေးကတော့အပြာလေးဒီမှာဒါမျိုးလေးပါနော်ဒီမှာဒါမျိုးလေးနော်ဒီလိုမျိုးလေးအပြာလေးပါဒါလေးကတော့ပန်းရောင်လေးပါဒါမျိုးလေးကို3ခုရှိတယ်ဒါမျိုးလေးတွေနော်ဒါမျိုးလေးတွေ3ခုရှိပါတယ်ဟိုအလူတန်းအတွက်ဆိုရင်လည်းနော်များများလေးလူတာပေါ့ဒါလေးတွေဆိုရင်လေအယူဘက်ကံပဲလုံမလားအတူမျိုးလေးထဲမလားအချိုပွဲလေးတွေလုံမလားနော်အစုံသုံးလို့ရပါတယ်ရှင်ဒါလေးတွေနော်ဒါလေးတွေကပန်းရောင်တွေဒါလေးကပန်းရောင်လေးပါနော်ဒါလေးကတော့အပြာလေးဒီမှာဒါမျိုးလေးအပြာလေးနော်ဒါလေးကတော့အဖြူလေးပါနော်ဒါလေးကတော့အဖြူလေးရိုးစာလေးတွေကိုတစ်ချက်ကို1500ပါရှင်ဒါလေးတွေနော်ဒါလေးတွေတစ်ချက်ကို1500 10ချက်ကို1300 10ချက်ကိုယူရင်10ချက်လုံး10ချက်ယူပေါ့နော်1300ဒီရဲ့ပိုင်းလေးတွေမှာလေတကယ်လို့မဝါမဖြစ်ဘူးဆိုရင်ဈေးလေးရတက်တက်တာလေးဆိုလေနော်တခုတည်းလောက်ယူမယ်ဆိုရင်တော့တစ်မျိုးတည်းယူမယ်ဆိုရင်တော့ကားနဲ့တော့တိတ်ပြီးမတက်တာဘူးဖြစ်သွားမယ်လေနော်အဲ့ရဲ့အတွက်ဗိုက်ကာမှာတူမှာထားပြီးတော့လေစီယံကြိုငွေလေးကျမတို့9000တော့ကောက်ပါတယ်လုပ်ငန်းသဘောရအဲ့ဒါ9000လေးကောက်ပါတယ်9000လေးလောက်တွဲပြီးရင်ပစ္စည်းလေးစုထားလို့ရပါတယ်9000လေးလွှဲပြီးရင်ဒါလေးပစ္စည်းလေးစုထားပြီးတော့ကျမတို့တနေ့တင်နဲ့ကေဂျပန်ဆိုင်ရတင်နဲ့ post တွေထဲမှာဝင်ကြည့်ပြီးတော့မှတိုက်တယ်ဆိုရင်2မျိုး3မျိုးလောက်လေးပေါ့နော်ဈေးနှုန်းတက်တာလေးတွေစုပြီးတော့မှဒီလီ app ပေးခိုင်းရင်လည်း app ပေးပါတယ်နော်အဲ့လိုမျိုးလေး app ပေးပါတယ်အခုကပစ္စည်းလေးတွေကလေတခါတည်းတင်တာနဲ့ဘာမှတိတ်မကြောက်ပုံသွားတယ်ဆိုတော့ဒီ TikTok Messenger မှာတော့နော်တုံတန်မှာဝင်ကြည့်ကြဘူးပေါ့တချို့ကကြတော့ကိုအမြဲတမ်း customer တွေဆိုရင်တည်တယ်လေနော်တင်ပြီးတော့နဲ့သူတို့ကြိုက်တယ်ဆိုတာနဲ့Viber နံပါတ်0989969548ကိုတခါတည်းသူတို့လာလိုက်တယ်နော်တခါတည်းလာပြီးတော့မှသူတို့လိုချင်တာလေးတွေဟိုင်းပြီးရင်စရံငွေလေးလွှဲပြီးရင်သူတို့ပစ္စည်းလေးတွေဖယ်ခိုင်းထားပြီးစုထားပြီးနောက်မှစုပို့ခိုင်းတာပေါ့အဲ့လိုမှမဟုတ်ဘူး Viber မသုံးတဲ့လူမသုံးတတ်တာမျိုးမသုံးတဲ့လူကြီးပိုင်းနေဆိုရင်လည်းဖုန်းလေးဆက်လိုက်ပါနော်ဖုန်းနံပါတ်ကလေးကအနောက်က comment ထဲမှာရေးပေးထားပါမယ်ဒီ post ပေါ်မှာလည်းတင်ထားပေးပါမယ်0989969548လေးကိုဆက်သွယ်လိုက်ပါ hello လေးလုပ်လိုက်ပါ hello မြန်လေးလုံးမှပဲပစ္စည်းရမယ်နော်တချို့ကြတော့ TikTok comment မှာပေါ့နော်လာမှတ်ထားတဲ့ခါကျရင်တုံတန်ဟာ post တင်ပြီးအဲ့ဘက်ထဲကိုပြန်မရောက်ဖြစ်လို့ပါနော်အငြင်းဆုံး hello လေးလုပ်လိုက်ပါဒါလေးတွေနော်10ချက်တောင်း